မိုးချိုးလိုလျှက်တစ်ဖက်နှုံဖင်းထိုးတယ်သူမ၏လေပင်ကိုရည်ရွယ်ထားသောအစိတ်တွားမြောင်ကိုခန္ဓာကိုကွေ့လင်ကပူပြီးတင်းကျပ်လာသည်ထိုးချက်တိုင်းရှောင်းတိမ်မှုတိုင်းသည်အသက်ရှင်ရပ်တည်နိုင်ရန်စမ်းသပ်မှုတစ်ခုပဲဘယ်ဘက်မှမလက်လွတ်ကြနှစ်ဖက်စလုံးမှာတဘာဝအလိုစိတ်နှင့်ဒေါသပြင်းထန်မှုတို့ဖြင့်ပုံမကြန့်ခိုင်လာခဲ့ကြသည်တခဏအတွက်ကဘာကြီးတောင်အသက်ရှူရက်နေတကယ်သို့တိတ်ဆိတ်သွားသည်သို့သောမိခင်သည်အန်ရဲကြားလေးကိုလင်းမြန်တွက်လက်စွာရဲရင်ပြင်းထန်စွာဖြတ်ကျော်ရွှေ့လာနိုင်ခဲ့သည်ထိုးချက်မှလွဲချော်သွားသည်သူမသည်မချိုးမဖောက်ရသေးပဲအသက်ရှင်နေစေဆက်လက်တိုက်ခိုက်နေစေသည်သူမ၏ကြောင်ကလေးများကိုထပ်မံအထီးကျမ်းမထားနိုင်တော့သူမအာရင်ပြင်းပြင်းဖြင့်ရှေ့ကိုထပ်မံတက်သွားသည်လက်သေးများဖြင့်လင်းမြန်စွာဆက်တိုက်ရိုက်ခတ်သည်မွေးကိုကွေ့များပျက်စီးစာပြူလာသည်လိန်ကွေ့နေသောကိုခန္ဓာတစ်လျှောက်ဒဏ်ရာများဖွင့်လှစ်လာသည်၎င်းသည်နာကျင်ကာလှုပ်ရှားလိန်ကွေ့နေတော့လေသူမမနာမလျှော့ပါထိုအခါနောက်ဆုံးအပြူအမူရောက်ရှိလာသည်ထွားများနစ်မြုပ်သွားသည်လက်သေးများကကိုကွေ့များကိုတင်းကျပ်စွာဖမ်းဆီးထားသည်ဒေါသမုန်တိုင်းတစ်ခုလိုပြင်းထန်စွာလှုပ်ခါပစ်သည်လှုပ်ရှားမှုတိုင်းတွင်လက်စားချေမှု၏အော်ဟစ်တံကိုခံစားရသည်မွေ၏လေပင်ပေါက်ကွဲပြဲကွဲသွားသည်ခလောက်တန်တိတ်ဆိတ်သွားသည်အသက်မဲ့သွားသည်သူမသည်ခေါင်းပိုင်းပြတ်တောက်သွားသည့်အထိဆက်လက်ကိုက်ခတ်နေသည်ထို့နောက်သူမစားသုံးစားပြူသည်တက်ဖြတ်သူကိုအသက်ရှင်နေသူများကိုပြိုးထောင်ပေးနိုင်ရန်လိုအပ်သည့်အာဟာရအဖြစ်ပြောင်းလဲပစ်သည်လက်စားချေမှုနှင့်အသက်ရှင်ရည်တည်မှုတို့သည်တခုတည်းအဖြစ်ပေါင်းစည်းသွားသည်မိခင်သည်လက်စားချေပြီးသားဖြစ်သလိုအစာတပွဲကိုလည်းလုံခြုံစွာရရှိခဲ့သည်